ကျွန်တော်တို့ညနေဆောင်တော့ဟိုတယ်ကနေပြီးတော့10မိနစ်လောက်ပဲဝေးတယ်အာဆာကူစာဖျားဘက်ကိုထွက်လာပြပါတယ်ဒီအာဆာကူစာစန်းစိုးကြီးဖျားကြောင်ကတိုကျိုမှာတက်တန်းရှိဆုံးဖျားကြောင်တစ်ခုဖြစ်ပါတယ်AD 628မှာစုမိဒမြစ်ထင်းကနေပြီးတော့ငါးဖမ်းသမားညီကိုနှစ်ယောက်ကခံတွန်းရုပ်ပွားတော့ကိုဆယ်ယူရရှိခဲ့တာကနေပြီးတော့စတင်တည်ထားခဲ့တာဖြစ်ပြီးတော့အခုဆိုလို့ရှိရင်နှစ်ပေါင်း1400နီးပါးတက်တန်းရှိပြီဖြစ်တဲ့တမိုင်းဝင်နေရာတစ်ခုလည်းဖြစ်ပါတယ်မုတ်ဆိုင်တန်းလေးတွေကိုကျွန်တော်တို့ရှောက်ကြည့်ပြီးတော့ဘာဝင်ကောင်းမလဲပေါ့နော်ဟိုကြည့်တည်ကြီးနဲ့ဘာမှတော့မဝယ်ပါဘူး မဟုတ်လေဒီကဝင်ကောင်းနာစားနေစားစားနေတယ်ဒီလိုပေးမှုနဲ့တူနာမတူမှာရတာတော့မတူတော့ဘူးငယ်လေးကိုထိုးရတာအယုတ်ပေါက်တယ်အယုတ်ပေါက်တယ်ခါနိုင်ချားတယ်ခါနိုင်တဲ့ငယ်လေးဒီရုပ်တွေပေါက်ဒါပေမဲ့ကိုကမရနိုင်ဘူးအဲ့တစ်ထောင်ငယ်လေးဆုံးဆုံးတော့မဟုတ်ဝယ်စားလိုက်ကွာအဲ့လိုမျိုးတနေရာသွားလို့ရှိရင်ကျွန်တော်ကအဲ့ပစ္စည်းလေးတွေကိုတော့အရင်ကြည့်ရပေါ့နော်ဒါပေမဲ့ကျွန်တော်မဝယ်ဖြစ်ပါဘူးပတ်စံနှမျောနေရနေပဲလေကျွန်တော်ဝယ်ပြီဆိုလို့ရှိရင်လည်းအဲ့ပစ္စည်းကအရင်ကြိုက်လို့ဝယ်လိုက်တာမျိုးဖြစ်ပါတယ်အမှန်များသူအဲ့မှာပေါ့နော်မုတ်လေးတစ်ခုဝယ်စားတယ်သူကလေသူမကြိုက်တာတွေဆိုလို့ရှိရင်ကောင်းတယ်ဆိုပြီးတော့ကျွန်တော်ကိုလိန်ကျွေးပေါင်းများတော့လေကျွန်တော်လည်းခံရပေါင်းများတော့သူကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်မယုံရဲတော့ဘူးကျွန်တော်တို့မုတ်ဈေးတိုင်းတန်းတွေကိုကြော်လာပြီးတော့ပေါ့နော်ဒီဖျားเจ้าရဲ့မှာအကျွေးစိပြစ်ပြီးတော့ဒါဖျားဝတ်ပြူပြီးတော့ဆူတောင်းရတဲ့နေရာကိုကျွန်တော်တို့လာပြီးတော့ဝတ်ပြူပြီးတော့ဆူတောင်းခဲ့ကြပါတယ်ငါတို့ရှိမှဆိုဒါဖက်နဲ့ချွတ်ပြီးတော့မုတ်ဈေးတန်းကနေပြီးတော့မြေပဲနဲ့လှုပ်ထားတဲ့မုတ်လေးတစ်ခုပဲဖြစ်ပါတယ်ဗျာညီပဲနဲ့ဆိုအစားကုစားကိုသွားတာလေးကတော့ဒီလောက်လေးပါပဲဒါပါပဲ